အားလုံးမင်္ဂလာပါဒီနေ့ကတော့တက္ကသိုလ်ကီနိုရဲ့အချီကိုဆက်နဲ့ပတ်သက်တဲ့ဒီစာအုပ်ကလေးရှင်းပြပေးကြပါမယ်မောင်လေးတယောက်ကနေပြောပါတော့ဒီစာအုပ်ကလေးကိုငါပေးလို့ဒီစာအုပ်ကလေးနှစ်အုပ်ရခဲ့တာပေါ့နော်ခဏငှားတာပေါ့ဒီစာအုပ်လေးတွေကပေါ့နော်ဒါတက္ကသိုလ်ကီနိုရဲ့နဲ့ပတ်သက်တဲ့ဒါ textbook ပေါ့နော်ဖတ်စာအုပ်ပေါ့ငါတို့တက္ကသိုလ်ကီနိုတခါမှလည်းမတင်ပေးဘူးဒါပေမဲ့ဒီစာအုပ်ကလေးမောင်လေးတယောက်စီကသူလည်းတင်နေတယ်ဆိုတော့နေလာကြည့်လိုက်တဲ့ခါကျတော့ဒီစာအုပ်ကလေးတွေကဟိုအရန်ပေါ့နော်ဒါဘ ഹു တုတလည်းဖြစ်တယ်ဒါလေးအောင်ထားမယ်ဆိုရင်လုပ်ငန်းခွင်မှာလည်းအဆင်ပြေမယ်လို့ထင်ပါတယ်ဒီလက်မှတ်လေးကင်ထားမယ်ဆိုရင်တော့အမြင်နဲ့ဝန်တန်းဖြစ်ပြီးတော့ပြီးအနည်းကအောင်လို့ရှိရင် PR တွေပါရတယ်လို့ပြောပါတယ်ငါတို့ကုသိကိနေအကြောင်းတော့ဒီချာရီတော့မသိပေမဲ့ဒါပေမဲ့ဒီလူတိုင်းဒီလက်မှတ်လေးကိုကင်ထားရင်ကောင်းမယ်အောင်လက်မှတ်လေးကင်ထားရင်ကောင်းမယ်လို့ထင်လို့ဒီဟာလေးနဲ့ပတ်သက်တဲ့ review လေးကို share လုပ်ပေးချင်ပါတယ်ပညာသင်အနေနဲ့နည်းနည်းပါးပါးလိုအပ်တာတွေတချို့ပေါ့နော်ကိုကဒီ line မဟုတ်တဲ့အတွက်ကြောင့်မလို့စားတော့ကုန်တဲ့ line လည်းမသိပါဘူးတကယ်လို့တချို့ရှင်းပြရတဲ့လိုအပ်ချက်တွေရှိမလားတော့မသိပါဘူးနည်းနည်းနားလေးပေးပါနော်ဒါဆိုတားကြည့်မယ်အဲ့တော့စာမွေးဖြစ်မယ်ဆိုရင်ပေါ့နော်အဓိကလွယ်ချက်တာသူ့ရဲ့အတိတ်ပဲပေါ့နော်အတိတ်ပဲစာလုံးတွေကိုအရင်ဆုံးမှတ်ပြီးတော့မှသူ့ရဲ့စာကြောင်းနေပြီးအဲ့လိုမျိုးအတိတ်ပဲတွေကိုမှတ်ဗာလဲစာကြောင်းတွေကိုမှတ်တာပေါ့နော်ပထမဆုံးအနေနဲ့အင်္ဂလိပ်စာလေ့လာပြီးဂျပန်စကားလေ့လာပြီးဘာသာစကားတစ်ခုလေ့လာရင်သူ့ရဲ့အတိတ်ပဲအရင်ရေးကြည့်ပါတယ်ပထမဆုံးအနေနဲ့အားလုံးလည်းသိပြီးသားဖြစ်ပါလိမ့်မယ်ပထမဆုံးအနေနဲ့ပေါ့နော်ဒီမှာအကာမိစခနာကြတော့သူကအကာဆိုကြအနီမိဆိုကြဘော်ရီစခနာဆိုကြငါအနီအောင်ကိုလုံးနဲ့ငါပေါ့နော်အဲ့ဒီမှာငါလေးအနီအောင်တဲ့နောက်မှာစဘာရောအာဂျီတို့ရှာကေတို့စကေတို့ဆိုလို့ရှိရင်ဒါသူကအနီအောင်စခနာရဲ့ရှူရီထဲမှာပါတယ်ပေါ့နော်သူဈေးဟိုပါပေါ့ဈေးနည်းနည်းကောင်းတယ်ဒါပေမဲ့လူတို့လည်းကောင်းတယ်သူကတမ်ပါကုစုများပါတယ်ဆိုငါပေါ့နော်ခေါင်းငယ်ဂျပန်လူမျိုးတွေကြိုက်တယ်ငါအကာမိစခနာဆိုတော့ကောင်းတဲ့ငါပေါ့နော်အနီအောင်ငါအနီအောင်ကိုလုံးရှိတဲ့ငါလူမြန်မာလူဘယ်လိုပြောရမလဲအဲ့လိုမျိုးကောင်းအာဟာရတွေပြည့်ဝနေငါတစ်မျိုးငါမျိုးစားပေါ့နော်တစ်မျိုးတော့မဟုတ်ငါမျိုးစားတယ်အမျိုးမျိုးရှိပါတယ်အခေါ်ပေါ်တွေဒီဘက်ဂျပန်မှာအစားမများတဲ့စားပါတို့ရှာခဲစခဲဆောင်းတော့အနီဆာခိစုသူရဲ့ဖတ်ပုံဖတ်နည်းကအနီဆာခိစုလို့ဖတ်တယ်တဲ့ဒီမှာသူကရေးပြထားပြန်ရှင်းပြထားပြီးတော့သူရဲ့အတိတ်ပဲပေါ့နော်နောက်ကနေပြန်ပြောပြပေးတာကြတော့ရှကုချူတိုကုနောဂိနီနာရူတဲ့ဟိုရှကုချူတိုကုဆိုကြတော့ poison ဖြစ်တာဟိုကအစိတ်တင်တာပြောပါနော်ရှကုချူတိုကုဆိုဒီအတိတ်ပဲလေးစားတော့ကုန်မှာတော်တော်သုံးပါတယ်နော်ဂိင်းဆိုတာကြဖြစ်စေတဲ့အကြောင်းရင်းပေါ့နော်တို့နာရူမိုနိုခိစေချူဆိုတာကြတော့အဲ့လိုမျိုးပိုပေါ့နော်အဲ့လိုမျိုးစပြီးတော့မှာကွာဒီအသားစိတ်ငါးစိမ့်တွေတကယ်တမ်းကတော့ရေခဲရိုက်ရမှာပေါ့နော်ရေခဲတက်တာတွေမှာမြင်ထားရမယ်တကယ်လို့ရေခဲတက်တာမရှိဘူးဆိုရင်မရှိတဲ့နေရာတနေရာမှာရောက်နေတာမှာတော်ထဲမှာပစ်ကနစ်ဖြစ်အဲ့မျိုးဆိုတော့ရေခဲရိုက်ရမယ့်ဟာကိုရေခဲမရိုက်လိုက်မိတဲ့အတွက်ကြောင့်ငါတို့အသားတော့ပုတ်သွားတာအဲ့ဒါမျိုးစင်မှာတော့ပိုးဖြစ်တာလေအဲ့ခိစေချူဆိုဒီခန်းကြီးလေးကဒီကောင်းလေးကခိစေချူဆိုအတိတ်ပဲပြောနော်ဆိုတော့ပိုးတွေပေါက်လာတာကိုပြောပေါ့အဲ့လိုမျိုးပုတ်တိုးသွားဆိုအတိတ်ပဲပေါ့နော်အဲ့မှာပိုးပေါ်လာတယ်ဆိုအစိတ်တိနဲ့ယောဂကိုဖြစ်စေတယ်တဲ့ဒီအစားတောက်ကုန်မှာဆိုရင်ပေါ့နော်ဒီချကူချူတို့ကအရင်ရေးကြည့်ပါမှာဆိုင်းဒီဇိုင်းမှာအဲ့လိုမျိုးတစ်ခုဖြစ်သွားပြီဆိုရင်အဲ့ဆိုင်လုံးဝဟိုဖြစ်သွားပါနော်ဒီစစ်စေးရေးတွေရောက်လာပြီးလုံးဝပြဿနာတက်သွားအဲကြောင့်မလို့ချကူချူတို့ကိုမဖြစ်ဖို့လို့သူ့ရဲ့အစားတောက်တွေရဲ့အပူချိန်အဲ့လိုမျိုးအမြဲတမ်းဟိုဖြစ်နေရမယ်အဲ့တတိထားရမှာပေါ့နော်နောက်အခီအာရူကိုရူရှောတုကူအာရူကိုရူဆိုကြတော့ဟိုအမတို့လက်တွေပါလေဟောလေဖြန်းတဲ့ဟာအရက်ပြန်လက်တွေပါလေရှူပါပေါ့ရှူပါဂျပန်လို့ဆိုရှူရောနော်ဖြန်းတာပေါ့နော်အရက်ပြန်ဖြန်းတာအာရူကိုရူရှောတုကူဆိုကြတော့ပိုးတက်တာပြောပါနော်ရှောတုကူစတဲ့ဘေးလေးကကြတော့ပိုးတက်တာပြောဒီကောင်တလုံးချင်းအတိတ်ပဲရှိုးဆိုကြခေစုဆိုတဲ့အတိတ်ပဲနော်ဒိုခုဆိုကြအစိတ်ကိုဖြည့်တယ်ဆိုတော့ပိုးတက်တာကိုပြောပါနော်ဒါရိုက်ပြန်ရင်တော့အစိတ်ဖြည့်တယ်ပေါ့နော်ပြီးရင်
shokuchudokuno gaindonaru mono virus အဲ့ကြောင့်မလို့အမားတို့အစားအသောက်တစ်ခုခုကင်မယ်ဆိုရင်လက်နဲ့ဘလိုင်းမကင်တာပါဘူးများတော့ဖြင့်လက်အိတ် fit size ပေါ့နော်လက်အိတ်စွပ်မယ်ဒါမှမဟုတ်လက်စွပ်မယ်ဒါမှမဟုတ်ဟိုဟာအဲ့လိုလက်ကိုခဏခဏဆေးပေးရမယ်ပြီးအရက်အရက်ပြန်ပေါ့နော်အဲ့ကိုကိုခဏခဏတုပ်ပေးပါအဲ့ဒါများတော့ဖြင့်စားတောက်ဆိုင်နေတော်တော်များများမလုပ်ရင်တတိထားရပါတယ်လုံးဝလက်နဲ့ဒါတိုင်းမထိတွေ့ရပါဘူးတချို့တွေကကျတော့အဲ့လိုစဖို့မူးတွေကပေါ့နော်လက်နဲ့မဘက်ကနေအဲ့လိုမျိုးသူတို့မအားတဲ့ခါမှာတုံးလိုက်တာမျိုးတော့ဘာလို့ရှိရပေါ့နော်ဒါပေမဲ့သူအဲ့အတွက် short တုတ်ကူအမြဲတမ်းခဏခဏလက်ကိုဖြန်းပေးရပေါ့နော်နောက်တစ်ခါကျတော့ ibusu ဆိုတာကျတော့ကွဲပြားခြားနာတယ် busu ဆိုတာကျတော့ mono ဆိုတာကျတော့ဟာပစ္စည်းပေါ့နော်အဲ့တော့ ibusu konyu လို့ပါတယ်မျိုးပြောရဲအမတခုခုစားတဲ့ထဲမှာပါဇက်ထဲမှာပလတ်စတစ်ဝင်သွားတာမျိုးတို့မှစက်ပောင်ဝင်းပါလာတာမျိုးတို့တခုခုပေါ့နော်မသိလျော်တဲ့သပင်ပါလာတာမျိုးအဲ့လိုမျိုးဖြစ်တာပေါ့နော်အေးစေခန်ဒီနော်ဆက်စုမဲတဲ့ရှီရောစားတဲ့တေးကြီးတို့မုံလို့ဆိုတာကြတော့အဲ့လိုမျိုး ibusu ဆိုတာလုံးဝအကြောင်းမလို့အစားတောက်တွေထဲမှာလုံးဝမလိုအပ်တဲ့ဟာတွေမပါဝင်အောင်အထူး cue ဆိုင်ရပါတယ်စားတောက်ကွန်တကယ်ကိုအရေးကြီးပါတယ်လူရဲ့အသက်အနေနဲ့ဟိုကိုယ့်ရဲ့ခန္ဓာကိုယ်တွေပေါ့နော်ပါဇက်ကနေတဆင့်ခန္ဓာကိုယ်ထဲမှာရောက်တဲ့အတွက်ကြောင့်မလို့သူကလုံးဝဒီစားတောက်ကုန်နဲ့ပတ်သက်လို့ရှိရင်လုံးဝဘယ်လိုပြောမလဲအမားခံလို့မရဘူးပေါ့နော်ပြီးအင်းရှုကုတန်ပေါ့နော်အင်းရှုကုတန်ဆိုတာကြတော့အင်းဆိုတာကြတော့တောက်တယ်ဆိုအတိတ်ပဲအင်းရှုကုကကြတော့စားရဲဆိုအတိတ်ပဲတန်ဆိုတာကြတော့မီဆဲပေါ့နော်ဒီမှာခန်းကြီးကိုကြည့်လိုက်လို့ရှင်ဒါတောက်တဲ့ခန်းကြီးဒါထားဘဲတို့ခန်းကြီးနှုံးမှုထားဘဲတို့မီဆဲဆိုတော့စားတောက်ဆိုင်ပြောပါနော်အင်းရှုကုတန်ထန်နော်ထီးရင်တန်ဟုတ်အေးစေခန်းဒီနော်ဆေစမီတရှိရစားတယ်လို့မို့နော်အဲ့ဒါသူပထမဆုံး page မှာပြောပြထားတယ်တဲ့ဝီရုစုဆိုတာကျ virus ကိုပြောတာယောဂပိုးပြောတာပေါ့နော်အေးစေခန်းဒီနော်ဆေစမီတရှိရစားတဲ့ဝီရုစုနဲ့သူခဏသုံးပါတယ်ယောဂပိုးပြောမှာနော်ဝီရုစုဆေရှုကုချူတုကူချူတုကူဆိုတာကျတော့အစာအစိတ်တင်နဲ့ရှုကုချူတုကူနဂင်းနီနာလို့မို့နော်အစာအစိတ်တင်စေတဲ့ပိုးပေါ့နော်အဲ့ဒီပိုးကြောင့်မလို့အစာစိတ်တင်တာမှာအော်အန်နာတို့မှာဝမ်းလျှောတာတို့မူးလဲတာတို့ဘိုက်အောင်တာလိုမျိုးဖြစ်တဲ့အဲ့ဒီပိုးတစ်ခုကဝင်သွားလို့ကိုယ့်ရဲ့ဘိုက်ထဲမှာစားလိုက်တဲ့အမှာကွာအဲ့လိုမျိုးတစ်ခုခုမတန့်တဲ့အစားအစာတစ်ခုကစားလိုက်မိပြီးအဲ့လိုမျိုးဖြစ်သွားတာကိုဝမ်းကြိုက်တာတို့အဲ့မျိုးဖြစ်တာအမျိုးမှာဝမ်းလျှောတာဝမ်းကြိုက်တာအမျိုးတွေဟိုတချို့ရှိရမလားစားပြီးတခါတည်းအထက်လန့်အောက်လျှောဖြစ်တာပါမျိုးဆိုလို့ရှိရင်ဒီပိုးပေါ့နော်ဒီဝီရုရှုခင်းဆိုတဲ့ပိုးအဲ့လိုမျိုးဝီရုစုဆေရှုကုချူတို့ကိုဆိုအဲ့လိုမျိုးတွေဝင်သွားတဲ့တကြောင်မလို့လို့ဖြစ်တာပေါ့နော်အဲ့ပြတော့အန်ဆိုကေစာခင်းဆိုင်ဒီမှာနောက်တစ်ခုကဝီရုရှုခင်းကျရှုကုချူတို့ကိုနီနာတို့ပိုးရဲ့နာမည်ပေါ့နော်နောက်ကကြတော့အန်ဆိုကေစာခင်းဆိုင်အန်ဆိုဒီမှာဒီခန်းကြီးလေးကကြတော့စားဆိုတဲ့ပဲအန်ဆိုစားတဲ့ကေစာခင်းဆိုင်အဲ့တော့ဒါကကြတော့အဲ့လိုမျိုးသူတို့ပိုးတက်စေးတစ်မျိုးပေါ့နော်နာမည်မှတ်ရမှာပေါ့နော်ဒီခန်းကြီးလေးကိုမြင်လို့ရှိရင်ဒီဆေးလေးဒီဟာလေးပါလားဆိုတာမှတ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကကြတော့အိုရှုကုဘူဒိုကျူကင်အိုရှုကုဆိုတာအဝါရောင်ပြောတာပေါ့နော်ဘူဒိုကင်ဆိုတာကြတော့ဘူဒိုကျူကင်ဒါလည်းပိုးနာမည်ပဲဒါလည်းအစာစိတ်တောက်ဖြစ်စေတဲ့ပိုးရဲ့နာမည်တွေကိုသူကမှတ်ခိုင်းထားတာပေါ့နော်ဒီကအဝါရောင်ဆွဲခန်းကြီးဘူဒိုကျူကင်ဆိုတဲ့နာမည်ပေါ့နော်နောက်ကအိုတိုဆိုတာကြအန်နာကိုပြောတာအန်နာပြုတ်အန်နာကိုအိုတိုဆိုလို့လည်းပြောတယ်အဲစခန်းနေစနေဆိုနောက်တစ်ခုကကြတော့အိုယာယူဘီဆိုတာလက်ညှိုးကိုပြောတာအိုယာယူဘီဆိုတာဒီလက်ညှိုးအိုယာယူဘီလို့ခေါ်တာပေါ့နော်အေးစေခန်းဒီနဲ့ဆက်စမစ်စကားပါလေတဲ့မျိုးအဲကြောင့်မလို့သူစားတောက်ကုန်နဲ့ပတ်သက်တာတွေမှာတော်တော်သုံးမှာအွန်ဒိုဆိုတာကြတော့အွန်ဒိုဆိုအပူချိန်ကိုပြောတာအပူချိန် temperature ကိုပြောပါတော့အွန်ဒိုကအရန်ကိုအရေးကြီးပါတယ် family mart တို့ Lawson တို့ 7-Eleven တို့လောက်ခုတဲ့ဆိုတည်မှာပါသူရဲ့အပူချိန် temperature အမြဲတမ်းခဏ check လုပ်ပါတယ်သူတို့ဝန်ထမ်းတွေပေါ့နော်စားတောက်ကုန်ကခဏချက်ပြစားတောက်ဆိုင်မှာဆိုလဲအဲ့လိုပဲသူတို့ရဲ့တင်းစီထားတဲ့အသားတွေကိုဘယ်လောက်အဲ့လိုမျိုးအပူချိန်နဲ့
ဟိုဖြစ်ထားမလဲဆိုတာကိုရေကတတာရဲ့အပူချိန်အမြဲတမ်းတိုင်းရပါတယ်လူမနေတဲ့ချိန်လူရှိတဲ့ချိန်လူမရှိတဲ့ချိန်အတွက်သူတို့အမြဲတမ်းသတိထားပြီးတော့ချိန်ပေးထားရပါတယ်ဒါပေါ့နော်ဘဟုတုဒတွေရှိတယ်ပေါ့နော်ဒီဟာလေးอ่ะပေါ့နော်ဒီဟာမျိုးလေးကိုအောင်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကြည့်ပေးတဲ့နောက်တော့ဗီဒီယိုမှာတွေ့မယ်နော် bye bye